အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ဒီမှာအားလုံးပဲမင်္ဂလာပါမင်္ဂလာညာရန်လေးပါခင်ဗျအဲဒီဒီရောက်တယ်မင်္ဂလာပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျဆန္ဒရောက်ရောက်ခဲ့ပါပြီအားရှိရောကျော်ဒီဝါလေးစီနေလိုက်ကျော်တော့တော့ချဖောင်းလို့ချအားလုံးမင်္ဂလာပါဗျဟုတ်ကိုဖလစ်ထွင်းရေမင်္ဂလာပါခင်ဗျာကိုကြီးကျွန်တော်တို့ viewer နဲ့ဆောင်းလိုက်အောင်မယ်နော်ကိုကြီးပါပါဗျဖြိုးလေးမင်္ဂလာပါဗျဒီမျိုးကျမ်းပါပါကိုနေမျိုးဝေးကျမ်းပါဗျကိုသိကျမ်းပါလို့ချမ်းသာကြပါစေဗျဒီမျိုးကြည့်ပါလိဗျာတူကမင်္ဂလာပါခင်ဗျမင်္ဂလာပါညဘယ်နေပြပါသေးကနမရအမြန်ဆုံးပြချင်ပါဗျာပြပါဗျာကိုအောင်စံမင်္ဂလာပါဗျအဖြိုးလေးဒီကောင်းကြမှာလဲဗျကျမ်းပါပါလေဗျာဒီကောင်းကြမှာလေဗျကောင်းကြမှာချမ်းသာပါလေဟာစလားကိုသားရေးမင်္ဂလာပါဗျခန့်ကျော်မင်္ဂလာပါဗျမင်းခန့်ကျော်ရေဒီထုံးဘာလုံးနေရဆိုဖြူဝါလေးဆောင်နေပါဗျဖြူဝါလေးဆောင်နေပါဗျကိုမြင့်ထုံးရေတို့ရေကျွန်တော်ဖြူဝါလေးနည်းနည်းဆောင်နေလို့ပါဗျကျောင်းနေလာကြွားဒီကံပြီးဆောင်တိုင်းပေးပါဦးညာစင်ရောညာမစင်ရောရှိပါအောင်ညာမ120ပဲရှိပါဗျာရှိပါတယ်ညာမစင်ရောရှိပါအောင်ဗျာ120ပဲရှိပါဗျာညာမစင်ရောလေးမရှိပါအောင်ဗျာတော်ရမယ်စမျိုးခိုင်ကိုတို့မင်္ဂလာပါဗျโอเคကိုစမျိုးခိုင်ရေးမင်္ဂလာပါဗျအမေလေးခေါ်ပြီးပါကိုစစ်နိုင်ကိုရေးမင်္ဂလာပါဗျကျွန်တော်တန်လေးကောင်းကောင်းကြားရတာလည်းမသိဘူးတန်နေဟိုနေ့ကနည်းနည်းနာစီပြီးတော့အတန်နည်းနည်းအောက်တော့ဖြစ်နေတယ်ဟုတ်တယ်ဘောဖြူစံနေတွေကပူနေခင်းဆိုနေရပူ
nhà rồi lia đó နေရာတိုင်း mua dọa đi ဟုတ်လေဟုတ်လေ cho mày thu phí thay ra bảo biết nhà yếu giao lên đi mà ဟောလဲပေါ့လေရတယ်ဒီမှာလေစင်ပြောင်းနေရလေဒီလိုဒုက္ခပေါ့ အားလုံးပဲမင်္ဂလာကြိုင်လေးပါခင်ဗျယခုလိုက်ကိုဝင်ရှိရှုနေကြတဲ့တော်လန်ပြပြပြည်သူညီကောင်မောင်များနဲ့ဝင်ရပေးနေကြတဲ့တော်လန်ညီကောင်မောင်များအားလုံးမင်္ဂလာပါလို့ကျွန်တော်တို့ကမ်မလူခိုင်အမှတ်120ဒုံးလရုံတက်ဖွဲ့ကိုစားကျွန်တော်တို့ကပဲနောက်ဆက်တစ်ခါလေးပြောပြသည်ဗျကျွန်တော်တို့ဒီလိုက်ရဲ့လွှင့်ရခြင်းရွေချက်ကတော့ကျွန်တော်တို့လက်ရှိကမ်မလူခိုင်အမှတ်120ဒုံးလရုံတက်ဖွဲ့ကပြုလုပ်နေတဲ့တနာ strike ဆိုတဲ့ချက်သိန်း3000ကမ်ပိန်းလေးမှာကျွန်တော်တို့ဒီမကြသေးမီရက်ပိုင်း6ရက်လောက်တွန်းမှာကိုပြီးဆုံးတော့မှာဖြစ်ပေမဲ့လေကျွန်တော်တို့ရဲ့တနာ strike ကမ်ပိန်းလေးရဆိုရင်တော့ဖြစ်ဒီ23%နဲ့ပဲဆက်တက်နေတော့ကြောင့်မို့လို့30%ကြီးရောက်အောင်ဆိုရရွေချက်နဲ့ကျွန်တော်တို့ဒီလိုက်လုံးရတဲ့ရွေချက်ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီနေ့ညဒေါ်လာစကားဝိုင်းမှာဆိုရင်တော့ဖြင့်ကမ်လူကန်အမတ်120ဒုံးလေုံတစ်ဖွဲ့ရဲ့မြေပြင်ရဲဘော်တွေမှရန်သူဒုံးနဲ့မိမိဒုံးရဲ့ခွာစားချက်တွေနောက်တစ်ခုရန်သူဒုံးနဲ့မိမိဒုံးထိတ်တိုက်ဗတ်တဲ့ဆိုင်တဲ့အချိန်မှာကျွန်တော်တို့ဘလို့သူတို့ယုံထွက်ခဲ့ကြရတယ်ဘလို့ချူသားခဲ့ကြရတယ်ဆိုတာတွေဒီလိုကြုံထွက်ခဲ့တယ်ချူသားခဲ့တယ်ဆိုတာကဘလို့လေ့ကျင့်မှုပြောတော်မှုမျိုးတွေရှိနေလို့ဆိုတဲ့အချက်တွေရဲ့နောက်တစ်ခုအများသိကျင်နေကြရတယ်ကျွန်တော်တို့ကမ်လူခေအိုင်အထုံးမှာရှိနေတဲ့ဒီကမ်လူမှာရှိနေတဲ့ပြူရင်အားစကမရဲ့ပြူရင်အားဘယ်လောက်ရှိနေမလဲဆိုတာတွေရဲ့နောက်တစ်ချက်ကျွန်တော်တို့ဒီ live မှာဝင်ကြည့်ဝင်နေကြမဲ့တော်လန်ပြပြည်သူများရဲ့ဒီ comment လေးတွေအမေပြေကဏ္ဍလေးတွေကျွန်တော်တို့ထည့်သွင်းထားပါတယ်ခင်ဗျစိတ်ဝင်စားပွဲဖြစ်အောင်လည်းကျွန်တော်တို့ထည့်သွင်းထားပါတယ်နော်ဆိုတော့အခုတို့ဒီ live မှာဝင်နေကြတဲ့ကိုတို့အမားတို့အနေနဲ့လည်းအခုတို့သိချင်တာပဲဖြစ်ဖြစ်နောက်တစ်ခုစိတ်ဝင်စားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ comment လေးတွေထင်ထားပေးလို့ရပါတယ်ဗျကျွန်တော်တို့ဒီကဏ္ဍတစ်ခုစုံတဲ့အချိန်မှာ comment လေးတွေကိုအမေပြေကဏ္ဍအနေနဲ့ကျွန်တော်တို့ဖတ်ကြားသွားပြီးမှလည်းဖြစ်ပါတယ်ကျွန်တော် live လေးကိုတော့ဒီ viewer လေးနဲ့စောင့်ရင်းနဲ့ပဲအနေနဲ့စောင့်ပေးပြစီနော် ok nó vừa lên nên em lên xong bây giờ ông ấy để con đi gạo so biết tha luôn là mấy nào mà tao nó thì biết bảo ông ရွှေအောင်လေကိုရွှေအောင်လေ giá còn lên rồi bài đây lên nè ဆောင်းပြောအောင် so chết đã ဒီချက်ခံရအောင်ချက်ခံရတာ ကိုမစစ်ခံရတယ် ကိုမဆိုင်ရေးရန်ကြီးခန့်နေပါလေဗျ ချက်ခံရအောင် ရုပ်ရည်နဲ့ကြည်ုံလေးဗျာကျွန်တော်တို့ လည်းထိနေတာပါလေ လူလူလေး လေကကိုကြီးကချက်ခံရပါတယ်ဘေးကလူတွေကရှုပ်ကြရအောင် လူလေးခေါ်တော့တယ်ကိုမဆိုင်ရေး ဟုတ်ပါတယ်ကိုပြောလေးရေလေကကောင်တွေကတကယ်ချက်ခံရပါဗျ စပိုင်းရှိတယ် ဟိုကျွန်တော်ဒီ live မှာဝင်နေကြတဲ့ဒေါ်လာမြူရပြည်ညီကောင်မောင်များခင်ဗျာကျွန်တော်ရဲ့စကားသံတွေကိုချီးလင်းပြပါကြားလာမသိဘူးဗျကျွန်တော်ကြားလို့ရှိရင်လေ comment တွေမှာရေးပြပါအောင်လား ok ကျွန်တော်တန်လေးများတော့တိုးနေသလားလို့ ဆောင်းကြည့်ရှုမဟုတ်လားဘာတော့ပဲ လေကိုတိုးကြီးကောင်းမလေးရှိလားဗျာကိုတိုးကြီးကောင်းမလေးမရှိပါဘူးဗျာကောင်းလေးပဲရှိပါတယ်ဟော ဘာလို့လဲအမေအမေကြတယ်ဆောင်းကြည့် နောက်ပြောပြရမယ်နားလေးမတက်ပဲလေးတော့ကျွန်တော်ဒါတော့ ဖြိုးလေးတဲ့လူကမရှိတာဗျာ အကန်တန်လေး personality လေးနဲ့နည်းနည်းကိုယ်စလေးညှိနေလို့ပါကိုကြီးနားလဲပေးပါဗျ ဟုတ်ပါ ကိုစိုးလင်းအောင်ရေး မြောက် ဒီစင်းလာနောက်ပြီဒီစင်းလာ တော့ နောက် ပါတော့ စိုးလင်းအောင်မနောက်ပါနဲ့ဗျာမျက်မှန်မဲကြီးတက်ထားတဲ့လူကြီးမြင်မှုကျင်လိုက်တာဗျာတဲ့မျက်မှန်မဲကြီးအခုချိန်မှာတော့မျက်မှန်မဲကြီးတက်ထားတဲ့လူကြီးဆိုတော့တောင်းတလို့မရသေးပါဘူးဗျာဆိုတော့ဒီလေရရွကြောလေးကောင်လေးတွေပဲတောင်းတလို့ရအောင် ကျွန်တော်လည်းအလုံးပုံကြည့်လိုက်ပါ အဲ့ဒီဒူစီရောက်မှာဆိုရင်တော့ကျွန်တော်လည်းမင်းသားတော့မင်းနိုင်တယ်မင်းသားပါဗျာ မင်းသား မင်းသားလေးပါဟုတ်ပါလေဆွဲမှုလေးရရင်လေဒီလောက်တော့ဆိုရင်လေကောင်ကဒီမဲ့ စန္ဒဘူး စွမ်းတလူကိုကြည့်လို့ရပါလေဗျာ အောင်စဘူးလို့စိုင်းရမှုလို့လည်းရကျင်တယ်နော် ငွေကြီးလည်းမနိုင်ဘူး တယောက်မှလည်းမရနိုင်ဘူးဆိုတော့အလေကဒီအလေကောင်းနေစမ်းစဘူး
ဟုတ်ကဲ့ဗျကျွန်တော်တို့ viewer လေးစောင်းလို့ကြတော့ဒီ viewer လေးလည်းနည်းတက်လာပြီလေနော်ဆိုတော့ကျွန်တော်တို့ဒီနေ့ည live လို့ရတဲ့ရွေးချက်လေးကတော့ကျွန်တော်တို့ဒီ ကပ်လူကအမတ်180ဒုံးလေးရုံတစ်ဖွဲမှာပြုလုပ်နေတဲ့တနာစထရိုက်ကျတဲ့တော့ကမ်ပိန်းလေးရှိပါတယ်ဗျဒီကမ်ပိန်းလေးကဆိုရင်တော့ဖြင့်များမကြသိမ်းပြီး6ရက်ဆိုတဲ့တော်တွန်းလေးမှာကျွန်တော်ကမ်ပိန်းရက်လေးကပြီးဆုံးတော့မှဖြစ်ပေမဲ့လည်းလက်ရှိကောက်ခံရရှိတဲ့ဒေါ်လာမြတ်ပြည်သူများရဲ့ထောက်ခံအလူငွေတွေရဆိုရင်တော့ဖြင့် 20% တိကိုရောက်ခဲ့ပြီးတော့ကျွန်တော်တို့ဒီ 30% တိရောက်သွားအောင်ကျွန်တော်တို့တော်လင်းထားတဲ့အတွက်ကြောင့်မို့လို့ဒီကမ်ပိန်းဒီ live လေးကိုစတင်ရတဲ့ရွေးချက်ဖြစ်ပါတယ်ခင်ဗျဒီနေ့ live ဒီနေ့ဒေါ်လာစကားဝိုင်းမှာဆိုရင်တော့ဖြင့်ကျွန်တော်တို့ရန်သူဒုံရဲ့မိဒုံရဲ့ကွာခြားချက်တွေနောက်တစ်ခုရန်သူနဲ့မိမိဒုံရဲ့ဗတ်တေဆိုင်တဲ့အချိန်မှာကိုယ့်ဘက်ကရဲဘော်တွေဘယ်လိုစွမ်းသတ္တမှန်စူးစမ်းခဲ့ကြရဲဆိုတဲ့အကြောင်းအရာတွေနောက်တစ်ခုဒီကဲလူခံရဲ့ဒီလက်ရှိပြူရင်အားစက္ကမအင်အားကဘယ်လိုနေတာဖြစ်နေဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဒီကမ်လူခံ180ဒုံးလုံးတစ်ဖွဲမှာရဲဘော်တွေကဖြောင်းဝေအောင်ပြောကြပါမှာဖြစ်ပါတယ်ဗျဆိုတော့ဒေါ်လာမြပြပြည်သူညီကောင်များအနေနဲ့လဲကိုသိကျင်တာလေးတွေကိုကွန်မန့်နဲ့ပဲဖြစ်စေဒိုရီမဟုတ်လိုက်ကန် share နဲ့ဖြစ်စီကျွန်တော်တို့ဝင်းရပြေးဖို့ရကျွန်တော်မြစ်တာရက်ခန့်ချင်ပါတယ်နော်ဆိုတော့ကျွန်တော်စကားဝိုင်းလေးကိုနည်းနည်းစတင်လိုက်ရအောင်လीနော် စတော့ကျွန်တော်ပဲအရင်ပြောလိုက်တော့လीနော် မင်းသားမင်းသားပဲစဖွင့်လိုက်ပါနော်မင်းသားပဲကျွန်တော်ရင်တော့ဟိုမြတ်ပြည်သူတွေပြောပြချင်တာကတော့ကျွန်တော်တို့ခိုင်မှာလက်ရှိအနေထားမှာဟိုဖြစ်နေတဲ့အရာလေးတွေပေါ့ကျွန်တော်တို့ခိုင်မှာဆိုရင်စကားကဟိုဂျမ်ဘာဟိုဘယ်လိုပြောမလဲဗျအရင်သုံးနိုင်တဲ့အနေထားမှာရှိတယ်ဗျဂျမ်ဘာဘယ်လောက်ထိသုံးနိုင်လဲဆိုရင်အခုကျွန်တော်တို့အကုန်လုံးရဲ့ဟိုဒါကတော့သတင်းတွေအကုန်လုံးပြီးတဲ့အနေထားမှာဆိုရင်တော့ဟုတ်ကဲ့ဗျဟုတ်ကဲ့အထိုင်နေအားလုံးပေါ့ခိုင်တွင်းမှာရှိတဲ့အထိုင်တိုင်းပေါ့စကားကအထိုင်စကန်တိုင်းမှာဆိုရင်ဂျမ်ဘာအထိုင်ကိုရှိတယ်ဗျာအထိုင်မှာရေရိုးမို့ဗျာဟိုလိုမီးစက်တွေနဲ့သူဓာတ် join ထားပြီးတော့မှဂျမ်ဘာကိုတီးတဲ့တခါထားတဲ့အနေထားတွေပါရှိတယ်အဲ့လိုအနေထားတွေဆိုတာကကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ဒီဂျမ်မာထားတဲ့နေရာမှာဆိုကျွန်တော်တို့ဒုံးတွေကြောက်လို့ဒီဂျမ်မာဆိုတာထားတာဗျာအဲ့တော့အဲ့နေရာမှာနောက်ပြီးတော့ဒီလိုမှာကဒီအခုကျွန်တော်တို့လက်တွေ့ရင်ဆိုင်နေရတဲ့နေထားပေါ့နော်အမှသူတို့မှာဒုံးအမြောင်များသုံးနိုင်တဲ့နေထားရှိတယ်ဗျာဒုံးဘယ်လောက်ထိများလဲဆိုရင်ကျွန်တော်တို့အခုဟိုဘယ်လိုပြောမလဲဟိုအထိုင်တိုင်းမှာဂျမ်မာတစ်ခုရှိတယ်လို့ဒုံးတစ်စီးလည်းထားပေးထားတယ်အဲ့ဒုံးတွေကဘာအတွက်အဓိကရည်ရွယ်ပြီးထားထားလဲဆိုတော့အဲ့အထိုင်ပတ်ဝန်းကျင်မှာရှိတဲ့ဟိုဘယ်လိုပြောမလဲဗျာဟိုဟာပေါ့ပြင်းမဲ့ပြည်သူတွေပေါ့နီးရဝန်းကျင်မှာရှိတဲ့ပြင်းမဲ့ပြည်သူတွေသူတို့ဆိုင်တဲ့နီးရဲ့ဒုံးနဲ့လမ်းမီရဲ့နေရာလူတွေဆိုရင်လိုက်ပြီးတော့ချားတဲ့နေထားရှိတယ်။ကင်းတောက်တွေလုပ်ပြီးတော့လေကြောင်းတက်ခိုင်းမှုတွေလုပ်တာတွေရှိတယ်ဗျ။အဲ့ဒါတွေကအဓိကကောင်းရဲဟိုကျွန်တော်ဒီဘက်ကတားလိုက်ရဲဘော်လေးနော်လှူရှားမှုတွေပါညာရှိတယ်။ထောက်ပြီးတော့ဟိုရွာတွေမှာဒီလိုမျိုးဘာပေါ့ခေါင်းလင်းတွေရှောက်တက်ပြီးတော့လေကြောင်းတက်ခိုင်းမှုတွေလုပ်တာတွေကအဓိကသူတို့ဒီဟာတွေလုပ်နေတာပဲဖြစ်တယ်ဗျ။ပြည်သူအကြောင်းဆက်ရနေတယ်အဲ့လိုမျိုးပြည်သူငါကျွန်တော်တို့နဲ့မပတ်သက်ဖို့ပေါ့ကျွန်တော်တို့ပတ်သက်ရင်ဘာတွေဖြစ်မယ်ဒီသူတို့လာလို့ရင်သူတို့လာရှာခံရတယ်လောက်ခံရတယ်ဆိုတော့ကျွန်တော်တို့နဲ့ပတ်သက်ရင်ဒါမျိုးတွေဖြစ်မှာပဲဆိုရင်ဟိုကြောက်စိတ်တွေကိုရိုက်သွင်းနေရပါဗျာမှန်ရအောင်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ခင်မှာကအဓိကကျွန်တော်ပြောချင်တာကကျွန်တော်ဒီလိုမျိုးအနေထားတွေဟောတုံးနေတဲ့လူတွေကိုကျွန်တော်တို့အနေနဲ့ဒီခရိုင်ဒုံးတစ်ခွက်ကြီးအနေနဲ့ကျွန်တော်ရှင်ဖို့ဆိုရင်ဤပညာမြင့်မှုတော့လိုမယ်ဗျာအဲ့လိုဤပညာမြင့်မှုဆိုကျွန်တော်တို့ငွေကြေးပိုင်းစကားပြောလာပြီအဲ့အတွက်ကျွန်တော်တို့ဒီ Tana Strike campaign ကိုလုပ်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ person လေးကတော့ပုံမှန်